ဇလန်းကလူသူမရှိတဲ့ကျွန်းပြက်ကြီးတစ်ခုပေါ်မှာစတင်ခဲ့ပါတယ်။တောအုပ်ကြီးထဲမှာစစ်ကားအကြီးစားတွေနဲ့ရဟတ်ယာဉ်တွေတဝုံဝုံဖြတ်တန်းမောင်းနေကြတာပါ။ဒီယာဉ်တန်းဟာလင်းလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နဲ့သူမရဲ့လက်ထောက်နှစ်ယောက်ကိုအဆင့်မြင့်သုတေသနစခန်းတစ်ခုစီပို့ဆောင်ပေးနေတာဖြစ်ပါတယ်။မြေသားလမ်းအတိုင်းကားတွေမောင်းလာရင်လမ်းဘေးကမွေလေးတစ်ကောင်ကိုကားပြီးနဲ့ကျိတ်မိသွားပါတယ်။ပထမတော့ဒါဟာတာမန်မတော်တဆမှုတစ်ခုလို့ထင်ရပေမဲ့ခဏကြာမှတော့ထူးဆန်းတာတစ်ခုဖြစ်လာပါတယ်။တည်သွားတဲ့မွေဟာရုတ်တရက်ပြန်လှုပ်ရှားလာပြီးအသက်ဝင်လာတာပါ။ကြာခင်မှာပဲသူတို့ဟာတောနက်ထဲမှာဝတ်ထားတဲ့အေယာမသုတေသနစခန်းကြီးကိုရောက်သွားကြပါတယ်။အထဲမှာတော့သိပ္ပံပညာရှင်တွေဟာမွေတွေကိုသုံးပြီးအနေရရှိတဲ့မျိုးရိုးဗီဇစမ်းသပ်မှုတွေလုပ်နေကြတာပါဒီလိုတရားမဝင်စမ်းသပ်မှုတွေကိုဆက်လုပ်နေရင်အပြင်လောကကတည်သွားပြီးအားလုံးအပိတ်ခံရလိမ့်မယ်လို့လည်းသူကသတိပေးပါတယ်ဒါပေမဲ့ဒေါက်တာကတော့နားမထောင်ပါဘူးသူဟာဒီ project အပေါ်မှာအယူမှုဆွဲလန်းနေပြီးအခုမှရက်လိုက်ရင်ဒေါ်လာတန်ပေါင်းများစွာဆုံးရှုံးရမှာမို့ဘလို့မှအရှုံးမပေးနိုင်ဘူးလို့ညှင်းဆိုလိုက်ပါတယ်တခွဲကန်းအပြင်ဘက်မှာတော့သိပ္ပံပညာရှင်တွေဟာမျိုးရိုးဗီဇပြုပြင်ထားတဲ့မွေထောင်ပေါင်းများစွာကိုကွန်တိန်နာကြီးကြီးတွေထဲကနေကျင်းတဲ့ကြီးတစ်ခုတည်းကိုတွန်းချနေကြတာပါကြည့်ုံနဲ့တင်စက်တီးထားစရာမြင်ကွင်းပါပဲတခွဲကန်းထဲမှာတော့လင်းဟာသူတို့ရဲ့အကြီးမားဆုံးဖန်တီးမှုဖြစ်တဲ့မွေကြီးတစ်ကောင်ရှိနေတာပါဒီမွေဟာသူတို့စမ်းသပ်မှုတွေအားလုံးရဲ့ရလဒ်ဖြစ်ပြီးအဲ့ဒီမျိုးရဲ့မျိုးရိုးဗီဇကိုသုံးပြီးပိုတန်မာပိုအန္တရာယ်များတဲ့မွေတွေကိုထပ်မံဖန်တီးဖို့ကြိုးစားနေကြတာဖြစ်ပါတယ်လင်းဟာကြောက်လန့်တကြားနဲ့အရေးပေါ်မီးရှို့စနစ်ကိုဖွင့်လိုက်ပေမဲ့မီးတောက်တွေကလည်းမွေကြီးကိုမတားဆီးနိုင်ပါဘူးတစ်ချိန်တည်းမှာပဲအပြင်ဘက်မှာလည်းမွေထောင်ပေါင်းများစွာကစစ်သားတွေနဲ့သိပ္ပံပညာရှင်တွေကိုစတင်တိုက်ခိုက်ပါတော့တယ်အခြေအနေတွေဟာထိမ့်မနိုင်သိမ့်မရဖြစ်လာတာကြောင့်လင်းဟာသူမရဲ့လက်ထောက်ကိုဆွဲပြီးရဟတ်ရင်စီကိုထွက်ပြေးပါတယ်အဲ့ဒီကြားထဲမှာတင်ဒေါက်တာအမှန်တရားကိုဖွင့်မပြောနိုင်အောင်စစ်သားတွေကသူ့ကိုနောက်ကနေတက်ပစ်လိုက်ပါတယ်ဒါပေမဲ့အဓိကပြဿနာကတော့အသက်ရှင်နေစေပါမွေကြီးဟာဖန်ပေါင်းချောင်ထဲကနေနောက်ဆုံးမှလွတ်ထွက်လာပြီးအနားမှာရှိတဲ့လူမှန်သမျှကိုတိုက်ခိုက်ပါတော့တယ်။ဗလက်နက်နဲ့မှလည်းတားလို့မရပါဘူး။လင်းကတော့ရဟတ်ရင်ပေါ်ရောက်ပြီးအခြေအနေကိုကင်တွယ်ဖြေရှင်းဖို့လက်ထောက်တွေကိုမှာကြားကထွက်ပြေးလွတ်မြောက်သွားပါတယ်။မြေပြင်မှာကြံခဲ့တဲ့စစ်သားတွေနဲ့လက်ထောက်တွေဟာအဖွဲပြန်ဖွဲ့ဖို့ကြိုးစားပေမဲ့မွေအုပ်ကြီးကသူတို့လမ်းကိုပိတ်ဆို့ထားပါတယ်။ကောင်းကင်ပေါ်မှာလည်းမွေကြီးဟာအရှိန်နဲ့ခုန်တက်ပြီးနောက်ထပ်ရဟတ်ရင်တစ်စီးကိုဝေဟင်မှာတင်ဖျက်ဆီးပစ်လိုက်ပါတယ်။အသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ရှိသွားပါပြီ။စစ်သားတယောက်ကကားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့မွေကြီးကနောက်ကနေလိုက်ဖမ်းတာကြောင့်ကားဟာတောင်ပေါ်ကနေပြုတ်ကျပြီးပျက်စီးသွားပါတယ်လက်ထောက်နှစ်ယောက်လည်းတောထဲမှာအသက်လူပြေးနေကြရပါတယ်။မွေကြီးကသူတို့ကိုမိသွားပြီးတယောက်ကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်တိုက်ခိုက်လိုက်ပါတယ်။ကျန်တဲ့တယောက်ကသူ့ချစ်သူကိုကယ်ဖို့ကြိုးစားရင်းမွေရဲ့မျက်လုံးကိုဓာတ်နဲ့ထိုးလိုက်နိုင်ပါတယ်။မွေကြီးကနာကျင်လုံးလို့ကောင်မလေးကိုလွှတ်ပစ်လိုက်ပေမဲ့သူမကတော့အသက်မရှင်တော့ပါဘူး။မြစ်ထဲကနေဆက်လေနဲ့ထွက်ပြေးဖို့ကြိုးစားတဲ့စစ်သားနှစ်ယောက်ကိုလည်းမွေကြီးကရေထဲအထိလိုက်တက်လိုက်ပါတယ်။ဒီလိုနဲ့ပဲလွန်ခဲ့တဲ့နှစ်နှဲငယ်ကဖြစ်ရကြီးဟာပြီးဆုံးသွားပြီးဇလန်းကနောက်နှစ်နှဲငယ်ကြာကိုကူးပြောင်းသွားပါတော့တယ်။အခုဆိုရင်ဇလန်းကစိန်ခံတင်မောကြီးတစ်စီးပေါ်ကိုရောက်လာခဲ့ပါပြီ။အစပိုင်းမှာတော့အားလုံးကပုံမှန်အတိုင်းပါပဲ။တချင်းတန်တွေကခုန်နေကြတဲ့သူတွေနဲ့ပျော်စရာကောင်းတဲ့အငွေ့ရောင်တွေအပြည့်ပါပဲခီးသည်တွေထဲမှာကျွန်တော်တို့ရန်ဆိုတဲ့လူငယ်တယောက်ကိုတွေ့ရပါတယ်သူကကြည့်ရတာဖြက်လက်ချက်ချပြီးအကဲခတ်လဲအရန်တော်တဲ့သူပါငွေထောင်ပေါင်းများစွာဟာတင်မောနေရန်တွေတိုင်းတက်လာပြီးကုန်းပတ်တစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်စက္ကန့်ပိုင်းတွင်းမှာတင်ပျော်ပွဲရှင်ပွဲဟာငရေခမ်းလာရုပ်ရုပ်တဲတဲဖြစ်ကုန်ပါတယ်ရန်ကတော့အနေရရှိနေပြီဆိုတာချက်ချင်းသိလိုက်ပြီးလီကိုဆွဲကထွက်ပြေးပါတယ်ပြေးရင်းနဲ့တင်မောသားတယောက်ကိုဘာဖြစ်တာလဲလို့မေးဖို့လုပ်တော့မှပဲမှောင်ရိပ်ထဲကနေကျုံးပေါ်ကအေယာမမွေကြီးထွက်လာပြီးအဲ့ဒီလူကိုတတ်လိုက်ပါတယ်အခုတော့အားလုံးဟာတကယ့်ကိုထိတ်လန့်တုန်လှုပ်ကုန်ပါပြီဒါပေမဲ့ရန်တဲ့လီကတော့စိတ်ကိုတီတီငြိမ်ငြိမ်ထားပြီးလူတွေကိုစူးစီးကအတူတူထွက်ပြေးကြပါတယ်တင်မောတစ်စီးလုံးမှာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျင်းတဲကိုတွန်းချခဲ့တဲ့မျိုးရိုးဗီဇပြုပြင်ထားတဲ့မွေတွေကြီးပါပဲရန်ကတော့ပစိန်တလက်ကိုကင်ပြီးလူတွေကိုကာကွယ်ပေးရင်းရှေ့ဆက်တိုးခဲ့ပါတယ်သူတို့တွေရှောက်လန်းတစ်ခုကိုရောက်တဲ့အခါချမ်းသာတဲ့လူတစ်ယောက်ကဘေးပခန်းထဲမှာသူ့ဘာသူတကားပိတ်ပြီးပုံနေတာကိုတွေ့ရပါတယ်အပြင်ကလူတွေတကားဖွင့်ပေးဖို့အတနာခံပေမဲ့သူကတော့လုံးဝမဖွင့်ပေးပါဘူးဒါပေမဲ့မကြခင်မှာပဲသူလည်းအကျိုးပေးသွားပါတယ်လေဝင်လေထွက်ပေါက်ကနေမွေငယ်လေးတွေဝင်လာပြီးသူ့ကိုကိုက်တက်လိုက်ကြတာပါသူ့ရဲ့အော်တန်ကြောင့်လူတွေဟာပိုပြီးတော့တောင်ကြောက်လန့်သွားကြပါတယ်ရန်ကလူအုပ်ကိုအင်ဂျင်ခန်းရှိရာဘက်ကိုဥဆောင်ခေါ်သွားရင်အဲ့ဒီအချိန်မှာရန်ကအရေးကြီးတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်ဒီမွေတွေကမျက်စိလည်းတိတ်မမြင်နားလည်းကောင်းကောင်းမကြပါဘူးအားလုံးဟာစက်ပစ္စည်းတွေနောက်မှာပုံရင်းအသက်တောင်မရှူရဲပဲငြိမ်နေကြပါတယ်သူကတခုခုလှုပ်ရှားတာရှိမလားဆိုပြီးဖြည်းဖြည်းချင်းအာရုံခံနေတာပါမွေကြီးဟာသူတို့နဲ့အရန်နီးတဲ့အထိရောက်လာပေမဲ့ဘယ်သူမှမလုပ်တာကြောင့်ပြန်ထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိန်းကလေးတစ်ယောက်ရဲ့ဖုန်းကမြည်လာပါတော့တယ်အဲ့ဒီအတန်လေးတစ်ချက်ကအရာအားလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်မွေကြီးဟာအတန်လာရာကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်အားလုံးလည်းထွက်ပြေးကြရင်စက်မှုလုပ်ငန်းသုံးရေခဲကန်းအကြီးကြီးတစ်ခုတည်းကိုရောက်သွားပြီးတကားကိုအလုံးပိတ်လိုက်ကြပါတယ်။မွေကြီးကအပြင်ကနေတကားကိုအချိန်ချင်းတိုက်ပေမဲ့တကားကခိုင်နေလို့တော်သေးတာပေါ့ခစ်တာတော့ဘေးကင်းသွားပေမဲ့ရေခဲကန်းထဲမှာပြဿနာတစ်ကဆက်လာပါတယ်။အပူချိန်ကတဖြည်းဖြည်းကျလာတာကြောင့်အကြာကြီးနေရင်အေးခဲတည်ဆုံးကုန်မှာပါ။အဲ့ဒီအချိန်မှာပဲကောင်လေးတယောက်မွေကိုက်ခံထားရတာကိုရန်ကတွေ့သွားပါတယ်။ဆေးလည်းမရှိတာကြောင့်သူတို့ဒီမှာအကြာကြီးနေလို့မရတော့ဘူးဆိုတာသိလိုက်ပါတယ်။ရန်ကအပြင်ထွက်ပြီးမွေကိုအာယုံလွှဲထားတဲ့အချိန်တခြားလူတွေထွက်ပြေးဖို့အနေရများတဲ့အစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်း Juice ကသူ့ကိုတားလိုက်ပါတယ်။မွေကိုက်ခံထားရတဲ့ကောင်လေးကသူ့လည်းအသက်ရှင်မှာမဟုတ်တော့ဘူးဆိုတာသိတာကြောင့်တကားကိုဖွင့်ပြီးအပြင်ကိုဝုန်းကနေပြေးထွက်သွားပါတော့တယ်။သူကသူ့ကိုယ်သူအနစ်နာခံလိုက်တာပါ။မွေကြီးကလည်းသူ့နောက်ကိုလိုက်သွားတာကြောင့်တခြားလူတွေထွက်ပြေးဖို့အခွင့်အရေးရသွားပါတယ်။ရန်ကအရန်ကိုစိတ်မကောင်းဖြစ်ပြီးဒေါသထွက်သွားပေမဲ့ရက်နေလို့မရတော့ပါဘူး။ကျန်တဲ့သူတွေဟာပဲ့ထိန်ခန်းစီကိုပြေးကြပါတယ်။အဲ့ဒီရောက်တော့တင်မောကပတိန်ကတေဆုံးနေပြီးတင်မောကလည်းရက်နေတာကိုတွေ့ရပါတယ်။တင်မောကိုပြန်နှိုးဖို့လိုနေပါပြီ။သူတို့တင်မောကိုပြန်နှိုးဖို့စူးစမ်းနေတော့မှပဲပြင်းထန်တဲ့ပောက်ကွဲမှုကြီးတစ်ခုကအရာအလုံးကိုတုန်ခါသွားစေပါတော့တယ်
အေယာမမွေကြီးဟာရေထဲကနေတက်လာပြီးတင်မောတစ်စီးလုံးကိုပတ်ခွေထားလိုက်တာပါပြီးတော့တင်မောကုန်းဘက်ကိုအရှိန်ဟုန်နဲ့စတင်တိုက်ခိုက်ပါတော့တယ်ရန်နဲ့ဂျူးစ်တို့ဟာမွေကြီးကိုရင်ဆိုင်ဖို့အပြင်ထွက်လာပေမဲ့ဒီတင်မောကြီးတော့မခံနိုင်တော့ဘူးဆိုတာရန်ချက်ချင်းသိလိုက်ပါတယ်ဒါကြောင့်သူကဂျူးစ်ကိုလူတွေအားလုံးကိုကယ်ဆယ်ရေးလေပေါ်တင်ပေးတော့လို့အမိန့်ပေးလိုက်ပြီးသူတယောက်တည်းတင်မောပေါ်မှာကြံခဲ့ပါတယ်ရန်ဟာတင်မောတစ်စီးလုံးကိုလောင်စာစီတွေပတ်ဖြန်းပါတော့တယ်သူ့အစီအစဉ်ကရှင်းပါတယ်ဒီမွေကြီးနဲ့အတူတင်မောကိုပါတခါတည်းမိရှုဖျက်ဆီးပစ်ဖို့ပါပဲလီနဲ့တခြားသူတွေကတော့ကယ်ဆယ်ရေးလေနဲ့အဝေးကိုရောက်သွားကြပြီးရန်တယောက်အသက်ရှင်ပါစေလို့ဆူတောင်းရင်းစောင့်ကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့ပောက်ကွဲမှုကြီးနဲ့အတူတင်မောကြီးမီးဟုံးဟုံးတောက်သွားပါတော့တယ်ရန်တော့တေးပြီးလို့အားလုံးကထင်နေတော့မှပဲသူအသက်ရှင်နေပါသေးတယ်။လဲပင်ပန်းလုံးလို့သတိလစ်သွားပါတော့တယ်။နောက်တနေ့မနက်မှာတော့သူတို့ရဲ့ကယ်ဆယ်ရေးလေဟာကျွန်းတစ်ခုကိုဆိုက်ရောက်သွားပါတယ်။ရန်သတိပြန်ရလာပြီးကျွန်းပေါ်ကိုတက်လိုက်ကြပေမဲ့သူတို့ရဲ့အိမ်မက်ဆိုးကမပြီးသေးပါဘူး။ဒီကျွန်းဟာအရင်ကထက်ပိုကြောက်ဖို့ကောင်းတဲ့တတဝါတွေနဲ့ပြည့်နေတာပါ။ကျွန်းပေါ်ခြေချလိုက်တာနဲ့တခုခုတော့မှားနေပြီဆိုတာသူတို့သိလိုက်ပါတယ်။မိန်းကလေးတစ်ယောက်ကကြောက်တုံးလို့ထင်ရတဲ့အရာတစ်ခုကိုခြေထောက်နဲ့အမတ်မထင်ကန်မိလိုက်တဲ့အခါမြေကြီးကတုန်ခါလာပါတော့တယ်။အဲ့ဒါတွေကကြောက်တုံးတွေမဟုတ်ပါဘူး။မြေအောက်မှာပုံနေတဲ့အေယာမမြေအောက်သားရဲကြီးတွေပါအဲ့ဒီထဲကတကောင်ကရုတ်တရက်ထွက်လာပြီးအနားမှာရှိတဲ့မိန်းကလေးတယောက်ကိုဆွဲသွားတာကြောင့်သူမအသက်ဆုံးရှုံးသွားပါတယ်အားလုံးကကြောက်လန့်ပြီးတောင့်ကြီးဖြစ်သွားကြပါတယ်ဒီတတဝါတွေကမျက်စိမမြင်ပေမဲ့သွေးနှံ့တဲ့လှုပ်ရှားမှုတွေကိုအာရုံခံနိုင်တာပါဒဏ်ရာရနေတဲ့မိန်းကလေးစီကသွေးနှံ့ကသူတို့ကိုနှုတ်လိုက်တယ်လို့ဖြစ်သွားတာပါဒါကိုရန်ကချက်ချင်းရိပ်မိသွားပြီးအားလုံးကိုဖြည်းဖြည်းချင်းပဲရွှေ့ကြလုံးဝအတန်မထွက်နဲ့လို့သတိပေးလိုက်ပါတယ်လမ်းမှာစစ်စခန်းဟောင်းတစ်ခုလိုမျိုးထောက်ပို့စခန်းတစ်ခုကိုတွေ့ကြပါတယ်အဲ့ဒီမှာလက်နက်တွေဘုံတွေနဲ့ပစ္စည်းကိရိယာတွေပြန့်ကျဲနေတာပါသူတို့လည်းခုခံကာကွယ်ဖို့အတွက်ရသမျှပစ္စည်းတွေကိုတင်ကြပါတယ်။ဝေါ်ကီတိုကီတလုံးတောင်တွေ့လို့အကူအညီလမ်းတောင်းပေမဲ့လိုင်းကမမိသေးပါဘူး။တခြားလမ်းမရှိတာကြောင့်သူတို့ရှေ့ဆက်တိုးကြပါတယ်။ဒါပေမဲ့အန်နီယယ်ကသူတို့နောက်ကနေထက်ချက်မကွာလိုက်နေပါတယ်။မကြခင်မှာပဲအေယာမပင်ကူကြီးတစ်ကောင်နဲ့ထပ်တိုးပြီးလူတစ်ယောက်ထပ်ပြီးအသက်ဆုံးရှုံးရပြန်ပါတယ်။လူတွေအလန့်တကြားနဲ့ထွက်ပြေးကြရင်တနက်တွေဘုံတွေနဲ့ပြစ်ကြပေမဲ့လည်းအဲ့ဒီပင်ကူကြီးကိုဘာနဲ့မှတားလို့မရပါဘူး။နောက်ဆုံးမှာတော့သူတို့ဟာပုံးစရာအဆောက်အဦတစ်ခုကိုတွေ့ပြီးပြေးဝင်လိုက်ကြပါတယ်။ဒီနေရာဟာဇလန်အစကမွေတွေစမ်းတက်ခဲ့တဲ့သူတေသနစခန်းကြီးဖြစ်နေလို့ပါပဲ။အထဲမှာတော့မှောင်မဲပြီးဖုံတွေတက်ကပစ်ထားတာကြာပုံရပါတယ်။နေရန်တွေမှာမွေးပုံတွေရှိနေပြီးတေဆုံးနေတဲ့သိပ္ပံပညာရှင်တွေရဲ့အယိုးစုတွေလည်းပြန့်ကျဲနေပါတယ်။အဲ့ဒီအချိန်မှာပဲမီးတွေကရုတ်တရက်လင်းလာပါတယ်။ရန်ကတော့ဘာမှမနှိပ်ပဲမီးလင်းလာလို့ဇဝေဇဝါဖြစ်သွားပါတယ်။အထိပ္ပယ်ကဒီထဲမှာတယောက်ယောက်ရှိနေတာပေါ့။အားလုံးကတန်တရားတွေနဲ့နားနေတော့မှလူတယောက်ကခိုးထွက်သွားပြီးတယောက်တည်းလိုက်စူးစမ်းနေပါတယ်။သူကနေရန်ကပိုစတာတစ်ခုကိုဖယ်လိုက်တဲ့အခါလှုပ်ဝက်တန်ရာကြီးတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒီမှာတင်အမှန်တရားကပေါ်လာပါတော့တယ်။အဲ့ဒီလူဟာဒေါက်တာကပါ။သူကမသေးခဲ့ပါဘူး။တေချင်အောင်ဆောင်နေခဲ့တာပါ။ပိုဆိုးတာကသူတို့အားလုံးကိုဒီကျွန်းပေါ်ရောက်အောင်ခေါ်လာတာလဲသူပါပဲတစ်ချိန်တည်းမှာပဲရန်ကစခန်းထဲကိုပို့ပြီးအနက်ဆိုင်ဆုံးနေရာအထိဝင်သွားတဲ့အခါဂူလိုမျိုးနေရာမှာအေယာမမွေကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်မွေကြီးကရန်ကိုမြင်တာနဲ့မှတ်မိပြီးချက်ချင်းတိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဂျူးစ်ကကြားထဲကဝင်ခံလိုက်ပြီးရန်လွတ်အောင်အနစ်နာခံပေးခဲ့ပါတယ်ရန်လွတ်သွားတဲ့အချိန်မှာတကားကြီးကအလိုလျောက်ပိတ်သွားတာကြောင့်ဂျူးစ်ဟာမွေကြီးနဲ့အတူအထဲမှာပိတ်မိကြံခဲ့ပါတော့တယ်လီကစိတ်မကောင်းဖြစ်နေတဲ့ရန်ကိုနှစ်သိမ့်ပေးနေတော့မှပဲဝေါ်ကီတိုကီကနေအတန်ထွက်လာပါတယ်ကယ်ဆယ်ရေးအဖွဲ့ကသူတို့စီကအချက်ပေးတံကိုရသွားပါပြီအကူအညီတွေရောက်လာတော့မှာပါနောက်တနေ့မနက်မှာတော့အားလုံးကဘေးကင်းသွားလို့စိတ်သက်သာရနေကြပေမဲ့ရန်ကတော့မပြောနိုင်ပါဘူးဒါပေမဲ့သူတို့စတင်လှုပ်ရှားဖို့ပြင်တော့မှာပဲဒေါက်တာကလူလုံးထွက်ပြလာပါတယ်ရန်ကသူ့ကိုရင်ဆိုင်တဲ့အခါဒေါက်တာခကသူဖန်တီးထားတဲ့ငွေကြီးကိုကောက်ွယ်ဖို့အတွက်ရန်ကိုဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်ရန်ကပြန်လဲခုခံရင်ဒေါက်တာကကိုဒဏ်ရာရအောင်လုပ်လိုက်နိုင်ပါတယ်ဒေါက်တာဟာဒဏ်ရာတွေနဲ့နာကျင်နေတာတော့တဟားဟားရင်ဒါတွေအားလုံးဟာသူ့အစီအစဉ်တွေပဲလို့ဝန်ခံလိုက်ပါတယ်ဒေါက်တာဟာငွေကြီးကိုသူထိန်းချုပ်နိုင်မဲ့အထင်နဲ့ရှေ့ကိုတိုးသွားခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီတတဝါကြီးကိုဖန်တီးခဲ့တဲ့သူကိုယ်တိုင်ပဲတားကောင်ဖြစ်သွားခဲ့ရပါတယ်ကသူ့အစီအစဉ်တိုင်းငွေကြီးကိုတောင်ဆောင်ကနေတဆင့်မြေအောက်သားရဲတွေအိမ်မောကျနေတဲ့6ကန်းပါးစီကိုမြှောက်ခေါ်သွားပါတယ်အဲ့ဒီနေရာကိုရောက်တာနဲ့သွေးတွေအပြည့်ထည့်ထားတဲ့ပလင်းတစ်လုံးကို6ထဲတွန်းချလိုက်ပါတယ်သွေးညီနှံကချက်ချင်းပြန်သွားပြီးမြေအောက်ကတတဝါတွေအားလုံးနိုးလာကြပါတယ်တစ်ချိန်တည်းမှာပဲငွေကြီးကရန်ကိုအမိရခုံအုပ်ဖို့လှုပ်လိုက်ပေမဲ့နောက်ဆုံးစက္ကန့်မှာရန်ကရှောင်လိုက်တာကြောင့်ငွေကြီးဟာ6ထဲကိုထိုးကျသွားပါတော့တယ်မြေအောက်သားရဲကြီးတွေဟာငွေကြီးကိုဝိုင်းအောင်ပြီးအရက်မျက်နှာအနှံ့ကနေတိုက်ခိုက်ကြပါတယ်ငွေကြီးဟာလည်းလူးလိမ့်ပြီးဟိဟောက်ကပြန်လဲခုခံပေမဲ့ဒီတစ်ခါတော့သူရှုံးသွားပါပြီတစ်ချိန်ကအရာအလုံးကိုချင်းချောက်ခဲ့တဲ့မိစ္ဆာကြီးဟာနောက်ဆုံးမှာတော့အသေးခံလိုက်ရပါပြီနောက်ဆုံးခန်းမှာတော့နောက်တနေ့မနက်မှာရန်လီနဲ့ကြံရစ်သူတွေဟာကမ်းခြေမှာရက်နေကြပါတယ်အဝေးကနေသူတို့ကိုလာကဲမဲ့တင်မောကြီးတစ်စီးပေါ်လာပါတယ်အခက်အခဲမျိုးစုံကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့သူတို့တွေဘေးကင်းသွားကြပါပြီပြီးပါပြီကြိုက်နှစ်သက်ရင် channel လေးကို subscribe လုပ်ပေးကြပါအောင်ရှင်